မြန်မာပြည်ကကားလမ်းမတွေပေါ်မှာဟိုးရင်တစ်ချိန်ကကားဈေးတွေအမြင့်ဆုံးရောက်ခဲ့စဉ်အချိန်တုန်းကတကယ်ကိုလူကြိုက်များပြီးခစ်စားခဲ့တဲ့86, 88, 92 Corolla van လေးတွေကိုကားရှိသူညီကိုတို့မှတ်မိကြအောင်ပဲထင်ပါတယ်။အဲ့ဒီလိုခစ်တခစ်ကိုလွှမ်းမိုးခဲ့တဲ့ Corolla van တွေရဲ့ဓာတ်ရိုက်စက္ကန့်သူမျိုးဆက်တစ်ကတော့အခုမြန်မာပြည်လမ်းမတွေပေါ်မှာနေရအနှံ့တွေ့နေရတဲ့ Toyota Corolla Fielder ကားလေးတွေပဲဖြစ်ပါတယ်။မင်္ဂလာပါကားနဲ့ပတ်သက်တဲ့နည်းပညာတွေဘုသဒ္ဒတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ Spark and Gear YouTube Channel ကနေကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာတော့မြန်မာပြည်မှာ Probox ပြီးရင်လူကြိုက်အများဆုံးဖြစ်တဲ့ဝဂွန်ကားဖြစ်တဲ့ Toyota Corolla Fielder အကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Fielder မှာဘယ်လို generation တွေရှိလဲမြန်မာကားပွဲစားတွေသုံးတဲ့ကြောင်မြက်လုံးတို့လက်ညှိုးမီးတို့ဆိုတဲ့ Great အခေါ်တွေကဘာတွေလဲအိမ်စီးကားသမားတွေနဲ့တက်စီသမားတွေကြားက Gearbox ပြဿနာလှုပ်ဝက်ရှက်တွေ Fielder မှာဘယ်လို generation တွေရှိလဲမြန်မာကားပွဲစားတွေသုံးတဲ့ကြောင်မြက်လုံးတို့လက်ညှိုးမီးတို့ဆိုတဲ့ Great ခေါ်တွေကဘာတွေလဲသူနဲ့ပြိုင်ဘက်ရွေးချယ်လို့ကောင်းတဲ့ Wish နဲ့ရှင်ရင်ဘယ်ကားကပိုတန်လဲဆိုတာတွေကိုပြောပြပေးသွားမှာဖြစ်လို့ intro လေးပြီးစလိုက်အောင် Toyota Corolla Fielder ကို Toyota ကုမ္ပဏီက2000ခုနှစ်ဩဂုတ်လမှာစတင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်မြန်မာပြည်ဈေးကွက်မှာအဓိကတွေ့ရတဲ့မျိုးဆက်တွေကိုအရင်ဆုံးခွဲကြည့်အောင်ပထမမျိုးဆက်2000ကနေ2006ခုနှစ်အထိကိုပထမမျိုးဆက်လို့သတ်မှတ်ထားပါတယ်ဒီမျိုးဆက်ကိုအိမ်စီးကားသမားတွေကတိတ်မကြိုက်ကြပါဘူးဘာလို့လဲဆိုတော့လမ်းပေါ်မှာတက်စီတွေကအရန်ပေါ်တော့ကိုကားကတက်စီနဲ့သွားတူနေလို့ပါပြီးတော့ဈေးတန်းကလည်းဟိုမရောက်ဒီမရောက် Pro Box လောက်လည်းမဟုတ် Push လောက်လည်းမဟုတ်ဖြစ်နေလို့ကွက်ပြောက်လိုမျိုးဖြစ်နေပါတယ်ဒါပေမဲ့ဒီမျိုးဆက်ထဲမှာပဲရုပ်ထွက်ပြောင်းလဲမှုတွေရှိခဲ့ပါတယ်2003ခုနှစ်လောက်မှာ share နဲ့ဘန်ပါနည်းနည်းပြောင်းလဲသွားပြီးအတွင်းကန်ကျွန်းကွက်လေးတွေပါလာပါတယ်2005 2006လောက်မှာရှေ့မီးကွက်ကမျက်စိမှေးသွားသလိုပပလေးဖြစ်သွားပြီးနောက်မီးကွက်ကလည်း LED ပုံစံတွေဖြစ်သွားပါတယ်နောက်ဖုံးအလယ်မှာလည်းမီးတွေပါလာပါတယ်ဒုတိယမျိုးဆက်ကို2006ကနေပြီးတော့2012ထိထုတ်လုပ်ခဲ့ပါတယ်ဒီမျိုးဆက်ကိုတော့မြန်မာပြည်မှာရုပ်ပြောင်းလို့ခေါ်ကြပြီးအိမ်စီးကားအနေနဲ့အကြိုက်ဆုံးမော်တယ်ပါကိုယ်ရဲ့ချိုးစားမီးကွက်တွေအားလုံးကတိတိတတ်တာပြောင်းလဲသွားပါတယ်ဒီမော်ဒယ်နဲ့နောက်မီးကိုမြန်မာဈေးကွက်မှာလက်ညှိုးမီးလို့ရှစ်စနိုးနဲ့ခေါ်ကြပါတယ်မော်ဒယ်နဲ့ရင်ရိုးရိုးလက်ညှိုးမီးဖြစ်ပြီးတော့2010ဝန်းကျင်မော်ဒယ်မြင့်သွားရင်တော့နောက်မီးကွက်ကအဝိုင်းလေးတွေနဲ့ LED ပုံစံပြောင်းသွားလို့ရုပ်ထွက်တော်တော်လေးလှသွားပါတယ်တတိယမျိုးဆက်2012နောက်ပိုင်းမျိုးဆက်ပေါ့2012နောက်ပိုင်းမှာတော့တတိယမျိုးဆက်ထွက်လာပါတယ်2013နောက်ပိုင်းမှာ hybrid တွေပါထွက်လာပေမဲ့မြန်မာပြည်ရဲ့တင်သွင်းမှုမူဝါဒတွေဘယ်မောင်းသတ်မှတ်ချက်တွေကြောင့်လမ်းပေါ်မှာမတွေ့ရတော့ပါဘူးအခုဆက်ပြီးတော့ကားဝယ်မဲ့သူတွေအမေးအများဆုံးနဲ့အချုပ်ဆုံးဖြစ်တဲ့ grade ခွဲခြားမှုအပိုင်းကိုသွားရအောင်မျိုးဆက်တစ်ခုချင်းစီအလိုက်ဘယ်လို grade တွေလာလဲဘယ်လိုအလွယ်တကူခွဲခြားရမလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးပါမယ်နံပါတ်1ပထမမျိုးဆက်ပထမဦးဆုံးအနေနဲ့2000ကနေ2006ခုနှစ်ထိထုတ်ခဲ့တဲ့ပထမမျိုးဆက်မှာဆိုရင်အများဆုံးတွေ့ရမယ့် grade တွေက H, HG edition နဲ့ S grade တွေပဲဖြစ်ပါတယ် H grade သူကတော့အရှိခံအကျဆုံးပါ power steering မှန်တင်မှန်ရှာ all power window တွေပါပေမဲ့ aircon ကတော့လက်လက်ကြောက်ကြက်ပဲရပါမယ်မှန်ရှိုးမှန်ခောက်ပါပေမဲ့ဗတ်မှန်မီကြောက်ပါမလာပါဘူးအတွင်းခန်းကလည်းအမဲရောင်နဲ့လာပါတယ်နောက်တစ်ခုကတော့ HG edition ပါဒီ grade မှာတော့အတွင်းခန်းကအမဲရောင်မဟုတ်တော့ပဲအဝါရောင်နဲ့လာပါမယ်aircon ကလည်း digital ဖြစ်သွားပါပြီ S grade သူကတော့တော်တော်လေးအဆင့်မြင့်သွားပါပြီaircon က digital ဖြစ်တဲ့အပြင် gear တန်ပုံစံကရိုးရိုးအတဲကနေပြီးတော့ zip zap အဖြစ်ပြောင်းသွားပါတယ်ကိုယ်ရဲ့ဘေးပတ်လည်မှာ skirt တွေပါလာမယ်ရှေ့မီးကြီးကလည်း HID မီးတွေဖြစ်သွားမယ် push start တွေလည်းဖြစ်လာမယ်ဒါပေမဲ့ push start မပါတဲ့ကားတွေလည်းရှိတယ်လို့သတိပြုရပါမယ်နောက်ပြီးတော့ sport တိုက်ကြိုက်တဲ့လူငယ်တွေအတွက်တီးတန့်ဇက် Aerotura ဆိုတဲ့ grade လည်းရှိပါသေးတယ်ဒါကတော့ပထမမျိုးဆက်မှာလူငယ်အကြိုက် sport တိုက်အနေနဲ့ထုတ်ထားတာပါသူက S grade လိုပဲ skirt ပတ်လည်တွေပါမယ်ဒါပေမဲ့ထူးခြားသွားတာက gear တန်ကတက်တက်ပြန်ဖြစ်သွားပါတယ်အတိအသာဆုံးကတော့ရှေ့ဘန်ပါကစကားကွက်ပုံစံဖြစ်ပြီးအဲ့ဒီပေါ်မှာ Z ဆိုတဲ့တစိမ့်လေးပါလာပါတယ် Z Aerotura က 2V ရှေ့ရက်နဲ့ပဲလာပါတယ်ပထမမျိုးဆက်မှာရုပ်နည်းနည်းပြောင်းတာလေးလည်းရှိပါတယ်မှတ်ထားရမယ့်နောက်တစ်ချက်က2000 model မှာရှေ့ share က2တန်းပါဒါပေမဲ့2001နောက်ပိုင်းမှာ share က1တန်းနဲ့ဖြစ်သွားပေမဲ့ပိုကြီးလာပါတယ်နှင်းခွဲမီးနေရာတွေပါချမ်းမီးတွေပါလာပါတယ်နောက်မီးခွက်တွေကလည်းလုံးဝပြောင်းသွားပါတယ်အထက်ကဒိုင်ခွက်ဆိုရင်လည်းအရင်3လုံးကနေ2လုံးပဲဖြစ်သွားပါတယ်2006နောက်ပိုင်းကနေ2012ထိထုတ်တဲ့ဒီဒုတိယမျိုးဆက်ကိုရုပ်ပြောင်းလို့လည်းခေါ်ပါတယ်ဒီ model ကတော့ AC ကားအနေနဲ့အကြိုက်ဆုံး model ပါကိုယ်ရဲ့အချိုးအစားမီးခွက်တွေ grade ခေါ်တွေတော်တော်လေးပြောင်းသွားပါတယ်
ဂီယာတန်ကလည်းအကုန်လုံး zip zap တွေဖြစ်သွားပါတယ်ဆက်ပြီးတော့1500 engine မှာလာတဲ့ grade တွေကို question ကြည့်အောင်ပထမဆုံး grade ကတော့ H grade ပါသူကအရှိခံအကျဆုံး grade ဖြစ်ပါတယ်အတွင်းကအမဲရောင်နဲ့လာပြီး aircon ကကြောက်ချက် manual ပါပဲဒါပေမဲ့နောက်မှ9ချက်မဲတဲ့ကားတွေမှာတော့ဗတ်မှန်အချက်ပြမီပါလာတာကိုတွေ့ရပါတယ်နောက်တစ်ခုကတော့ HG edition ပါဒီမှာတော့ aircon က digital ဖြစ်သွားပါပြီမှတ်တင်မှန်ရှာ all auto power window တွေဖြစ်မယ်ထိုင်ခုံစွတ်အယောင်ပြောင်းသွားမယ် poster စနစ်တွေပါလာပေမဲ့မပါတာလည်းရှိနိုင်လို့အသိမှတ်လို့တော့မရပါဘူးနောက်တစ်ခုကတော့ H Aerodora ပါအရင်မျိုးဆက် Z Aerodora လိုပါပဲ sport type ဖြစ်နေလို့ skirt တွေဘေးပတ်ပတ်လည်းပါလာတယ်ဒါပေမဲ့အရင်လို share ပေါ်မှာ Z တစ်စိတ်တော့မပါတော့ပါဘူးနောက်ထပ် grade တစ်ခုကတော့ HID limited ပါဒီ grade မှာတော့တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်မြန်မာကားပွဲစားတွေကကြောင်မျက်လုံးလို့လည်းခေါ်ကြပါတယ်ရှေ့မီကြီးကတခြား grade တွေလို့ဟတ်လိုက်ရိုးရိုးမီမဟုတ်တော့ပဲကြောင်မျက်လုံး projector ပုံစံဖြစ်သွားပါတယ်နောက်ထပ် grade တစ်ခုကတော့ H202 ပါဒါကတော့2009နောက်ပိုင်းမှာထွက်လာတဲ့အမြင့်ဆုံး grade လို့ပြောလို့ရပါတယ်ကားက all black အမဲရောင်တစ်မျိုးတည်းပဲလာပြီး color code 202ကိုအမည်တက်ထားတာပါလေသာထိုင်ကုန်တွေ16လက်မအလွိုင်းတွေပါလာပါတယ်တတိပြုရမှာက H202 ဖြစ်တိုင်းလဲ poster smart key အမြဲမပါတတ်ပါဘူး 1800cc engine နဲ့လာတဲ့ဒုတိယမျိုးဆက်ကိုတော့ S Aerodora နဲ့ S202 ဆိုပြီးခေါ်ပါတယ် S grade တွေမှာဆိုရင်အတွင်းကန်ကျွန်းကွက်တွေဖြစ်လာတာနောက်ဖုံးမှာရင်းလိပ်တွေပါလာတာလေသာထိုင်ကုန်တွေဖြစ်သွားတာစတဲ့ဇိမ်ခံ option တွေတိတိတတ်တာပိုများသွားပါတယ်နောက်ထပ်ဒုတိယမျိုးဆက်ရုပ်ပြောင်းအကြောင်းကိုဆက်ပြောပေးပါမယ်ဒီမျိုးဆက်ရဲ့နောက်မီးကိုလက်ညှိုးမီးလို့ရှစ်စနိုးနဲ့ခေါ်ကြပါတယ်မော်ဒယ်နဲ့ရင်ရိုးရိုးလက်ညှိုးပုံစံနောက်မီးဖြစ်ပြီးတော့မော်ဒယ်နည်းနည်းမြင့်သွားရင်ဒိုင်ခွက်တွေပြောင်းသွားသလိုနောက်မီးခွက်ကလည်းအဝိုင်းလေးနဲ့ LED ပုံစံပြောင်းသွားလို့ရုပ်ထွက်တော်တော်လေးလှသွားပါတယ်ဒီလောက်ဆိုရင် feeder ရဲ့ grade တွေကိုတော်တော်လေးကွက်ကွက်ပြပြသိသွားပြီထင်ပါတယ်နောက်ထပ် Toyota feeder ရဲ့ chassis နံပါတ်တွေနဲ့ model code တွေအကြောင်းကိုရှင်းပြပေးခြင်းပါတယ်ဒီပိုင်းကကားဝယ်တော့မယ်ဆိုရင်အလိမ်မခံရအောင်အတတ်တမျှအရေးကြီးပါတယ်ပထမဦးဆုံးအနေနဲ့ကားရဲ့မျိုးဆက် engine power နဲ့ဘိန်းရက်စနစ်ဆိုတာတွေကို chassis နံပါတ်တွေကြည့်ပြီးအလွယ်တကူခွဲခြားလို့ရပါတယ်ပထမမျိုးဆက်2000ကနေ2006ကြားထုတ်ခဲ့တဲ့မျိုးဆက်အကြောင်းကိုစပြောပါမယ် 1500cc engine မှာ2 wheel ဆိုရင် NZE 121 4 wheel ဆိုရင် NZE 124လို့လာပါတယ် 1800cc မှာဆိုရင်2 wheel ကို ZZE 122 ZZE 123တို့နဲ့လာပြီး4 wheel ကိုတော့ ZZE 124လို့သတ်မှတ်ထားပါတယ်2004မတိုင်ခင်ကထုတ်လုပ်ခဲ့တဲ့ 2000cc diesel engine တွေမှာဆိုရင်တော့CE 121ဆိုပြီးတွေ့ရပါတယ်2006ကနေ2012ထိထုတ်ခဲ့တဲ့ဒုတိယမျိုးဆက်ဟာဆိုရင်မြန်မာပြည်မှာအသုံးအများဆုံးရုပ်ပြောင်း model တွေထဲမှာတော့ 1500cc 2 wheel ဆိုရင် NZE 141ဖြစ်သွားပါပြီ4 wheel ဆိုရင်တော့ NZE 144ပါ 1800cc engine တွေမှာတော့2 wheel ဆိုရင် ZRE 142 4 wheel ကိုတော့ ZRE 144ဆိုပြီးတွေ့ရပါတယ်အခုဆက်ပြီး model code တွေအကြောင်းပြောအောင် model code ကိုတော့ကားရဲ့ engine ကန်ဒါမှမဟုတ်ခီးတဲ့ဘက်ကတကားပေါက်မှာကတ်ထားတဲ့ plate ပြားက model code ကိုတွားကြည့်လို့ရပါတယ်1500cc engine တွေအတွက်ဆိုရင်ရိုးရိုးအနှိမ့်ဆုံး grade က H grade တီးတန့်ဆိုရင် plate ပြားမှာ AWHNK လို့ရေးပေးထားပါမယ်နောက်ဆက်တွဲဘာစာလုံးမှမပါပါဘူးရှေ့မီးကြီးကကြောင်မျက်လုံးနဲ့လာတယ် HID limited ဆိုရင် AWHNK Y လို့ရေးပေးထားပါတယ်အများဆုံးလိုချင်ကြတဲ့ HG edition 66ဆိုရင် AWHNK G ဆိုပြီးတော့ G လေးပါရပါမယ်ကြောင်မျက်လုံးလည်းပါမယ် grade လည်းပြည့်တဲ့ HID extra limited ဆိုရင် AWHNK H ဆိုပြီးပါပါတယ် sport type ဖြစ်တဲ့ H Aerodora ဆိုရင် AWHNK S ဆိုပြီးပါပါတယ်color code 202အမဲရောင်တီးတန့်နဲ့အမြင့်ဆုံး grade ဖြစ်တဲ့ H202 ဆိုရင်တော့ AWHNK D ဆိုပြီးနောက်ဆက်တွဲစလုံးလေးတွေတိတိကျကျခွဲခြားရေးသားထားပါတယ်ဥပမာကားရောက်တဲ့သူကဒါက HG edition ပါလို့ပြောပေမဲ့ plate ပြားမှာ AWHNK လို့ပဲရေးထားပြီးနောက်မှာကြီးမပါဘူးဆိုရင်ဒါဟာ grade အနှိမ့်ကိုအခွန်ပြောင်းထားတာပဲဖြစ်ပါတယ် 1800cc မှာလည်း engine 2မျိုးကွဲသွားတဲ့အတွက် model code တွေပြောင်းသွားပါတယ်2006ကနေ2009ထိ
တူးတဲ့ VVTi engine တွေမှာရိုးဆိုရင် S grade ကို AWSEK လို့သုံးပြီး S Aerodora ကို AWSEK-S လို့သုံးပါတယ်2010နောက်ပိုင်း Vermatic engine ပြောင်းသွားတဲ့အချိန်မှာတော့ model code တွေက AWSEP ဖြစ်သွားပါတယ် S Aerodora ဆိုရင် AWSEP-S grade အမြင့်ဆုံး S202 ဆိုရင်တော့ AWSEP-D လို့ရေးပေးထားပါတယ်ဒီလို chassis နံပါတ်တွေ model code တွေကိုတတိရှာနားလည်ထားမယ်အလွတ်မရထားရင်တော့ဖုန်းထဲမှာမှတ်ထားပြီးကားသွားကြည့်တဲ့အခါပလိတ်ပြားလေးနဲ့သေချာတိုက်စစ်မယ်ဆိုရင်တော့တင်ပေးလိုက်ရတဲ့ငွေနဲ့ထိုက်တန်တဲ့ကားမှန် grade မှန်ကိုရွေးချယ်နိုင်မှာအသေးချပါပဲအခုဆက်ပြီးတော့ feeder နဲ့ပတ်သက်ပြီးတော့တက်စီနဲ့အိမ်စီကာကွာခြားချက်လေးတွေကိုကျွန်တော်တီးမိခေါက်မိတလောက်လေးပြောပြပေးခြင်းပါတယ် feeder ဟာအိမ်စီဈေးကွက်နဲ့တက်စီဈေးကွက်လုံးဝပြောင်းပြန်ဖြစ်နေတဲ့ကားပါအိမ်စီကားသမားတွေက2006နောက်ပိုင်းဒုတိယမျိုးဆက်ကိုအရန်ကြိုက်ကြပါတယ် CVT gear ဖြစ်သွားလို့အထွက်အကြွပိုကောင်းတယ်စီစားပိုတက်တာတယ်ပြီးတော့ economy လေးပါလာပါတယ်အဲ economy ကကိုမှုအစ်စ်ကြီးတော့မဟုတ်ပါဘူးရှေ့တော့ကိုဖွားဖွားလေးနင်းဖို့တင်ပေးတဲ့သဘောမျိုးပါပဲနင်းတာကကြမ်းရင်မီးပြောက်သွားမယ်အိမ်စီကားသမားတွေကအစင်းမြင့်လေး grade ပြည့်လေးဈေးပို့ပေးပြီးဝယ်ကြပါတယ်ဒါပေမဲ့တက်စီလောကမှာတော့ဇက်လန်ကတစ်မျိုးပါတက်စီသမားတွေက first generation မျိုးဆက်ကိုပို့ပြီးတော့ကြိုက်ကြပါတယ် second generation ဆိုရင်ဘလောက်ပဲ grade ပြည့်ပြည့်ဈေးနှိမ်ခံရပါတယ်ဥပမာအခရာ FF10 တက်စီတွေမှာ first generation 2006 model ကို3800နီးပါးပေးဝယ်ကြပါမယ် model မြင့်တဲ့ second generation 2000ကိုကြတော့3900ပေါ်လောက်ပဲဈေးပေးခြင်းကြပါတယ်ဘာဖြစ်လို့အဲ့လောက်ဈေးနှိမ်ရတာလဲဘာလို့အဲ့လောက်ကွာခြားချက်ကြီးရတာလဲဆိုတော့သူတို့ရဲ့အဓိကတရက်ခံက gear box ပါပထမမျိုးဆက်က ATF gear box စနစ်ကိုသုံးပါတယ် gear C စစ်ဖို့ဂိတ်တန်ပါတော့အမြဲစစ်လို့ရတယ်ပြတ်သွားရင်တော့လဲတဲ့စရိတ်က3,200ကနေပြီးတော့330ဝန်းကျင်သာရှိပြီးတော့ပြင်လို့လည်းလွဲပါတယ်ဒါပေမဲ့ second generation မှာ CVT gear box တွေဖြစ်သွားပါတယ် CVT က gear C စစ်ဖို့ဂိတ်တန်အပေါ်မှာမပါလာတော့ပါဘူးဘိန်းခွင်ကနေကိုယ့်ရုပ်ကာယဖွင့်စစ်ရပါတယ်အဲ့ဒီတော့ gear C လဲဖို့မေးတတ်ကြသလိုစီခန်းတဲ့အထိမောင်းမိတတ်ကြပါတယ်အဆိုးဆုံးကတော့တက်စီသမားတချို့ရဲ့အကျင့်ပါစီစားနှုံတက်တာအောင်ဆိုပြီးတော့မောင်းနေရင်လည်း free ရိုက်တတ်ကြပါတယ်အဲ့ဒီ free ရိုက်တတ်တဲ့အကျင့်က CVT gear box ကိုအမြန်ဆုံးပျက်စီးစေပါတယ်ပြက်ရင်လည်းအစားထိုးစရိတ်က330ကနေ40လောက်ရှိပြီးပြင်နိုင်တဲ့သူလည်းရှားပါတယ်ဒါကြောင့်ပြုပြင်ထိန်းသိမ်းစရိတ်ကိုပေသီးခောက်ပြီးတော့ gear box ကဈေးကြီးတယ်ဆိုပြီးတက်စီလောကမှာဈေးနှိမ်ခံရတာပဲဖြစ်ပါတယ်နောက်ထပ်ဆက်ပြီးတော့feeder ဝယ်မဲ့သူတွေဝေခွဲရခတ်တဲ့ရွေးချယ်စရာတခြားကားတစ်စီးနဲ့ရှင်ပြီးပြောပြပေးခြင်းပါတယ်။ဗန်တိုင်းအရှင်းရှင်လာရင် feeder ဝယ်မလား which ဝယ်မလားဆိုတဲ့အမြဲတမ်း dream ဟာဖြစ်တတ်ပါတယ်။ကျွန်တော်သိသလောက် user တွေရဲ့ feedback ကိုရှေ့ခံပြီးတော့ကျွန်တော်နည်းနည်းလောက်ပြောပြပေးခြင်းပါတယ်။နံပါတ်1ကတော့နေရာကျယ်ဝန်းမှုပါ။ feeder ကခုံ2တန်းလူ9ယောက်စီးပါ။ which ကတော့ခုံ3တန်းလူ9ယောက်စီးပါ။ဒါပေမဲ့ which ကတတိယတန်းကကလေးတွေထိုင်ဖို့ဒါမှမဟုတ်နေဝိခဏတစ်ဖြုတ်ခီးသွားဖို့လောက်သာအဆင်ပြေပါတယ်အကောင်ကြီးတဲ့သူတွေအကြာကြီးထိုင်ဖို့မလွယ်ပါဘူးနံပါတ်2ကတော့ aircon စနစ်ပါ feeder ကခုံ2တန်းနဲ့ဖြစ်တဲ့အတွက်ရှေ့ dashboard ကနေ aircon နဲ့တင်နောက်ခန်းအထိလုံလောက်အောင်အေးပါတယ်ဆွဲအားလည်းနိုင်နေပါတယ်ဒါပေမဲ့ which ရဲ့အားနည်းချက်ကခုံ3တန်းဖြစ်နေပေမဲ့နောက်ခန်းအတွက် round aircon လုံးဝမပါပါဘူး2013 Vermatic model တွေအထိကို round aircon မပါပါဘူးဒါကြောင့်လူ9ယောက်အပြည့်တင်ပြီး highway ထွက်တဲ့အခါ 1.8 liter engine ကလည်းနည်းနည်းယုံရသလိုနောက်ဆုံးတန်းကလူတွေအတွက် aircon မနိုင်တာမျိုးလည်းကြုံရတတ်ပါတယ်နောက်ထပ်နံပါတ်3ကတော့ budget နဲ့ model ပါတူညီတဲ့ budget ပမာဏ3,900ကနေ1000ကျားဝန်းကျင်သုံးမယ်ဆိုရင် feeder ဆိုရင် model 2009-2010ဝန်းကျင်ကိုရနိုင်ပေမဲ့ which ဆိုရင်တော့2003-2004ဝန်းကျင်လောက်ကိုပဲရနိုင်ပါတယ် which ကို2006 Aerosport လောက်စီးကျင်နေဆိုရင်3,200လောက်ဝန်းကျင်သွားနိုင်ပြီး2009အထက်ရုပ်ပြောင်းနေဆိုရင်တော့3,300ကနေ1,850အထိဈေးတွေပေါက်နိုင်ပါတယ်အနှစ်ချုပ်ပြီးပြောရရင်လူနည်းနည်းပဲသုံးမယ်ပေါ့ပေါ့ပပနဲ့ engine ဆွဲယုံကောင်းကောင်းသွားခြင်းနဲ့ model အမြင့်ရခြင်းနဲ့ဆိုရင် feeder ကိုပဲရွေးပါလူနည်းနည်းပိုစမ်းခြင်းနဲ့ကာကြီးကြီးစီးခြင်းနဲ့ဆိုရင်တော့ which ကိုရွေးချယ်နိုင်ပါတယ်ဆက်ပြီးတော့ feeder ရဲ့အားသာချက်အားနည်းချက်တွေကိုပြောပြပေးခြင်းပါတယ်
Feeder ရဲ့အားသာချက်တွေကတော့ 1NZ FE 1.5 liter engine ဟာယုံကြည်စိတ်ချရဆုံးနဲ့အကျန်းခံဆုံး engine တွေကတစ်ခုပါမိသားစုအတွက်ပဲဖြစ်ဖြစ်လုပ်ငန်းသုံးအတွက်ပဲဖြစ်ဖြစ်နောက်ခန်းနေရာကျယ်ဝန်းပါတယ်စီစားတက်တာတယ်2010နောက်ပိုင်း Vermatic engine တွေပါလာတဲ့အတွက်အထအကျော်ပိုကောင်းပြီးတော့မောင်းလို့ပိုကောင်းသွားပါတယ်အားနည်းချက်တွေကတော့ကားကိုယ်တွေကနှိမ့်တဲ့အတွက်လူပြည့်တင်ထားတဲ့အချိန်လမ်းကျရင်အောက်ပိုင်းပုတ်လွယ်ပါတယ် second generation CVT model တွေမှာဆိုရင် gear စီပုံမှန်မလဲရင် gear ကိုအကျန်းပရန်မောင်းလို့ရှိရင်ပြုပြင်စရိတ်ကြီးမားနိုင်ပါတယ်ဆက်ပြီးတော့ feeder ကိုဝယ်မယ်ဆိုရင်ဘာတွေတိထားတင်လဲဂျပန်ကားအဟောင်းသုံးတာဖြစ်တဲ့အတွက်အဓိကကတော့ကားကောင်းကောင်းကိုပဲရအောင်ရှာဖို့အရေးကြီးပါတယ် grade တွေပြောင်းတက်ထားတာမခံရအောင်စောစောကပြောခဲ့တဲ့ AWHNK model code တွေကိုတိတိကျကျတိုက်စစ်ပါပြီးတော့ CVT gear ဖြစ်နေရင် gear အစွဲယုံမှန် gear စီအရှင်တွေကောင်းမကောင်းတေချာစမ်းသပ်မောင်းနေပြီးမှဝယ်ယူဖို့အကြံပြုချင်ပါတယ်ဒီဗီဒီယိုလေးကတော့ Toyota Corolla feeder နဲ့ပတ်သက်ပြီးမျိုးဆက်တွေကစလို့ grade ခွဲခြားနည်းတွေတက်စီရဲ့အိမ်စီးကားကြားက gear box ပြဿနာတွေ push နဲ့နှိုင်းယှဉ်ချက်တွေကိုအသေးစိတ်တင်ဆက်ပေးခဲ့တာပါဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်တစ်ခုခုအကျိုးမြတ်ရစေတယ်ဆိုလို့ရှိရင် like and follow လေးလုပ်ပေးသွားကြပါဦးမိတ်ဆွေတို့အသုံးပြုတဲ့တင်းမှာရော feeder ဒါမှမဟုတ် which တွေပါတယ်ဆိုရင်လက်တွေ့အသုံးပြုရတဲ့ user feedback လေးအနေနဲ့ကောင်းကျိုးဆိုးကျိုးလေးတွေကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးအဆုံးအထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြတော့